ရှင်တို့မေးစရာတခုရှိတယ်အဲ့ဒါကျမခဏခဏကြုံရတဲ့အရာတခုပေါ့နော်ကျမလည်းမဟုတ်ဘူးတော်တော်များများလည်းခဏခဏကြုံရမယ်လို့ထင်တယ်ပေါ့နော်အဲ့ဟာဘာလဲဆိုရဲအခါကျတော့ကျမတို့အိတ်တဲ့အခါမှာမတ်တဲ့အိမ်မက်အကြောင်းပေါ့နော်ဆိုတော့ကျမဘဝမှာအရန်ကြောက်စရာကောင်းပြီးတော့မတ်မှာအကြောက်ဆုံးအိမ်မက်တစ်ခုရှိတယ်ပုံမှန်ဆိုရင်ကျမတို့မတ်ကြရပေါ့နော်ကောင်းတဲ့ကိုပျော်ရွှင်စရာကောင်းတဲ့အခိုက်အတန့်တွေမတ်တာမျိုးတွေလည်းရှိတယ်နောက်ပြီးတော့အခြားပေါ့နော်တရေအိမ်မက်တို့နောက်ကနေပြီးတော့အကောင့်တစ်ကောင်ကလိုက်ပြီးတော့ကိုကပြေးနေရတဲ့အခိုက်အတန့်မျိုးတွေအဲ့လိုမျိုးပေါ့နော်ကြောက်စရာကောင်းတဲ့ငွေနဲ့ပတ်သက်တဲ့အိမ်မက်မျိုးတွေအဲ့လိုမတ်လေးမတ်ထားရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအိမ်မက်တွေအထက်ကိုပို့ပြီးတော့ကျမမတ်မှာအကြောက်ဆုံးအိမ်မက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ state ကျောင်းလုံးကိုပြန်ရောက်သွားပြီးတော့ state ကျောင်းလုံးကစောင့်မွဲဖြည့်နေရတဲ့အိမ်မက်အဲ့အိမ်မက်ကိုကျမဘဝမှာလုံးဝမမက်ချင်ဆုံးပဲဆိုတော့ကျမတယောက်တည်းလည်းမဟုတ်ဘူးလို့ထင်တယ်တော်တော်များများမက်ဖူးကြမယ်လို့လည်းထင်တယ်ပေါ့နော်ဆိုတော့မနေ့ညကကျမအိမ်မက်ထပ်မက်တယ်အဲ့လိုအဲ့အိမ်မက်မက်တယ်ပေါ့နော်အဲ့ထဲမှာကျမဘယ်လိုလုပ်လဲဆိုတော့ကျမဘယ်ရောက်နေရလဲကျမ10တန်းကိုပြန်ရောက်သွားတယ်ရောက်ပြီးတော့10တန်းရဲ့နောက်ဆုံးစောင့်မှုဝဲအစိမ်ကြီးဖြည့်နေရတဲ့အချိန်ကိုပြန်ရောက်သွားတယ်ပေါ့နော်ပြန်ရောက်သွားပြီးတော့ပို့ဆိုးတာကကျမအကြောက်ဆုံးဘာသာရက်တင်ချာကိုဖြည့်နေတဲ့အချိန်ကြီးကိုပြန်ရောက်သွားတာပေါ့နော်အဲ့ဒီအချိန်မှာပို့ဆိုးတာကကျမဘာတလုံးမှမရဘူးဘာတလုံးမှမရဘူးအဲ့ကျမခဏသတိထားကြည့်မိရပေါ့နော်အဲ့လိုမျိုးအဲ့ဆမွဲဖြည့်နေတဲ့အိမ်မက်တွေကိုရောက်သွားတဲ့အခါကျရင်လေဆမွဲပဲစာရက်ကိုမေးခွန်းလိုက်ကြီးကိုကြည့်ပြီးတော့ဘာမှလည်းနားမလဲအဲ့ချိန်မှာလူကလေဘယ်လိုဖြစ်နေလဲဆိုအိမ်မက်ထဲမှာနော်ရင်နေတုံဖိနေတုံတိလားဟိုဗာလဲငိုချင်းတလို့လို့ရီချင်းတလို့လို့တိလားတခုခုကွာအရန်တခုခုသိရမလားလက်တွေတုံခြေတွေတုံအဲ့လိုဖြစ်နေတဲ့အချိန်ကာလပေါ့နော်အဲ့လိုအချိန်ကနေပြီးတော့လက်ကနေနိုးွားတဲ့အချိန်ညရင်လေအဲ့တိုင်းပဲဇောကျွေးတွေလူကလေဇောကျွေးဆောင်းကခြုံထားတော့ကွယ်ဇောကျွေးတွေပြန်အဲ့မှာချွေးတွေကထွက်ရင်းနေတုံအဲ့လိုမျိုးလုံးဝပြန်ဆက်အိတ်လို့မရတော့တဲ့အထီကိုကျွန်မကြောက်တယ်ပေါ့နော်အဲ့ဒီစောင့်မွေးဖြည့်တဲ့10တန်းစောင့်မွေးဖြည့်တဲ့အချိန်အိမ်မက်ကိုမဲ့ရေပေါ့နော်ဆိုတော့တော်တော်များများလည်းအဲ့လိုမျိုးမဟုတ်ကြမယ်လို့ထင်တယ်ဆိုတော့ရှင်တို့တော့ကဘယ်လိုမျိုးတွေမှတ်တာလဲမဘူးတဲ့သူကြီးရှိလားမှတ်မှာတစ်ချက်ရေးပေးခဲ့နောက်ပြီးတော့နောက်တဲ့အိမ်မက်တစ်ခုရှိသေးတယ်ကျွန်မအရန်ကြောက်တဲ့အဲ့ဒီအိမ်မက်အပြင်ပေါ့နော်အဲ့ဒီအိမ်မက်ကဘာအိမ်မက်လဲဆိုရဲခါကျတော့သူပြောခဲ့တဲ့မဖြစ်နိုင်တဲ့အိမ်မက်တွေ